ကျွန်တော်ရှိမှာရောင်းရဆုံးပစ္စည်းလေးဆိုရင်ဒီ3000တန်မီးချောင်းလေးပါခင်ဗျာနော်လီသီယမ်လဲလို့ရပါတယ်သူ original ပါတာကတော့ acid OD လေးပါခင်ဗျာနော်ကိုပိုင်ကိုအလွယ်တကူလီသီယမ်ပြန်လဲလို့ရပါတယ်ဥပခင်အကုန်လုံးအသက်တွေယူရပါခင်ဗျာဒီလိုပုံစံလေးလာပါတယ်ခင်ဗျာနော်မီးချောင်းကလည်းတစ်ချောင်းဝင်းပါတယ်နှစ်ချောင်းဝင်းပါတယ်ခင်ဗျာနော် AC ကျိုးလေးတော့မပါဘူးခင်ဗျာအဲ့တော့ကျွန်တော်တို့ကဒီမီးချောင်းတွေကိုလီသီယမ်ပြန်လဲမယ်ဆိုရင်အာသင်းချာချာကက်လေးပြန်လဲရပါမယ်ဒါလေးလိုပါတယ်ခင်ဗျာကက်နဲ့အစွန်းနဲ့မှာ1000ပဲရှိပါတယ်ခင်ဗျာနော်ဒီလိုပုံစံလေးပါအဲ့တော့မီးချောင်းက3000ဒီကောင်လေးက1000 4000တခဲကလည်းဂျပန်က4000တန်လောက်ထည့်လိုက်အဲ့ဒါဆိုရင်မီးလင်းပြီခင်ဗျာနော်3နိုင်လောက်ရပါတယ်တစ်လုံးနဲ့ဆိုရင်တော့မှတစ်ချောင်းနဲ့ဖွင့်ရင်ပေါ့နှစ်ချောင်းလုံးဖွင့်ရင်တော့အားနည်းနည်းပို့စားမှာဖြစ်ပါတယ်ခင်ဗျာတစ်ချောင်းမှ3000ကျပ်ပါဒီလိုတစ်ဖာဆိုရင်အချောင်း30ပါပါတယ်အဲ့ဒါဆိုရင်2500နဲ့ရမှာဖြစ်ပါတယ်ခင်ဗျာအိမ်ရောက်မရှိရပါတယ်မှာမယ်ဆိုနာမည်လေးစာလေးပို့ပြီးတော့မှာယူလို့ရပါတယ်ခင်ဗျာနော်တစ်ဖာဆိုရင်တော့နည်းတော့လေးတယ်ခင်ဗျာဒလီဘာကြီးကနည်းနည်းလေးပို့ပေးရနိုင်တယ်ပေါ့နော်အဲ့တော့စိတ်ဝင်စားလို့ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်094514 4123မှာဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်အိမ်ရောက်မရှိလည်းရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်